Hi everyone, welcome back to A Foundation for English. A Foundation for English ကနေပြန်ပြီးတော့ကြိုဆိုလိုက်ပါတယ်။အဲ့တော့ကျွန်တော်ဒီနေ့မျှဝေပေးမယ့်စကားပြောလေးတွေကတော့စလုံးနှလုံးသုံးလုံးနဲ့ပါပြီးတော့အပြင်တကယ်လက်တွေ့ဘဝမှာမဖြစ်မနေအသုံးပြုရမယ့်စကားပြောလေးဖြစ်တယ်ပေါ့နော်။ဒါကြောင့်မလို့အရင်အရေးကြီးတယ်။ဒါကြောင့်မလို့တရားလေးတွေကိုပြောတတ်အောင်မဖြစ်မနေလေ့ကျင့်ထားသင့်တယ်ပေါ့နော်။ Okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့စလိုက်ကြအောင်။ပထမဆုံးတစ်ခုကကျွန်တော်တို့ take a seat, okay? ထိုင်ပါပေါ့နော် take a seat. Okay အဲ့တော့ sit လို့ပြောမယ်ဆိုကျွန်တော်တို့က take a seat ဆိုပြီးတော့ပို့ပြီးတော့အပြောများရဲပေါ့နော်နောက်တစ်ခုကကျတော့ one moment ခဏလေးပါပေါ့နော် one moment okay ခဏလေးပါခဏဆောင်ပါအဲ့လိုတစ်ပုံမျိုးပေါ့နော်နောက်တစ်ခုကကျတော့ stand in line please တန်းစီပါလို့ပြောတာပေါ့နော် stand in line please နောက်တစ်ခု it's your turn သင်ရဲ့အလှည့်ပါ it's your turn okay နောက်တစ်ခု fill out the form form ဖြည့်ပါ fill out the form sign here please ကျေးဇူးပြုပြီးတော့ sign ထုတ်ပေးပါ sign here please နောက်တစ်ခု here you are ဒီမှာသင်ရဲ့ဟာပါနော်တရားရောက်ကိုပစ္စည်းတစ်ခုပေးမယ်ဆိုလို့ရှိရင်ကျွန်တော် here you are ဆိုတာလို့ပေးတယ်ပေါ့နော်အဲ့လိုပြောပြီးတော့ပေးတယ်ဒါသင်ရဲ့ဟာပါနော်ဒါမျိုးပေါ့နောက်တစ်ခုကကျတော့ next please နောက်တစ်ယောက် next please okay ဒါမျိုးလေးတွေပေါ့Okay ဒါဆိုရှင်ကျွန်တော်တို့ဒီသင်ခန်းစာဗီဒီယိုလေးကိုလည်းသဘောကျနှစ်သက်မယ်လို့မျှော်လင့်ပါတယ် Foundation for English ရဲ့သင်ခန်းစာတွေကို Facebook မှာရော YouTube မှာရောလေ့လာလို့ရပါတယ်လေ့လာပေးတဲ့အတွက်ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်သင်ခန်းစာဗီဒီယိုတွေမှာပြန်တွေ့ပါမယ် See you in the next video Goodbye